ကျွန်တော်တို့မြန်မာတွေကပတ်စံဖင်ကူးထိုင်ရတာဝါသနာပါတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ပတ်စံကိုဘန်ထဲမှာပဲအပ်ထားတာမျိုးပေါ့ဆိုဘန်အကောင့်လေးဖွင့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီပမာဏကဒီပမာဏပဲတိုးလဲမတိုးလာဘူးယော့လဲမယော့သွားဘူးဘာဖြစ်လို့လဲဆိုတော့ဒီပတ်စံလေးဆုံးရှုံးသွားမှာကြောက်တဲ့စိတ်ယော့သွားမှာကြောက်တဲ့စိတ်ဘန်ကလွဲပြီးတော့တခြားကမ္ဘာတီတွေကိုမယုံကြည်တဲ့စိတ်အဲ့ဒါတွေကြောင့်ဒါကိုပတ်စံတပြားမှတိုးမလာပဲနဲ့ဘန်ထဲမှာပဲငုတ်တုတ်ဖြစ်နေတာဖြစ်တယ်အဲ့လိုဘန်ထဲမှာထားလို့ရှိရင်တကယ်ပဲကိုပတ်စံတွေကမယော့သွားတော့ဘူးလား2025မှာအမေရိကရဲ့ငွေကြေးဖောင်းပွားမှုနှုန်းက 2.7% ရှိတယ် 3% ဒီပါပေါ့အဲ့တော့တွက်ကြည့်မယ်ဆိုလို့ရှိရင်2025နှစ်စမှာကိုအကောင့်ထဲမှာဒေါ်လာ3သိန်းရှိတယ်ဆိုရင်နှစ်ကုန်မှာဒေါ်လာ9,900ပဲတန်မိုးရှိတော့မှာဒေါ်လာ3,000ကလေထဲမှာပျောက်သွားပြီတန်မိုးလျော့သွားပြီကိုပတ်စံတန်မိုးလျော့သွားတဲ့အချိန်မှာကုန်စည်နှုန်းတွေကတက်နေတာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာ life insurance နဲ့ပတ်သက်ပြီးတော့တကယ် policy အစစ်နှစ်ခုကိုပြပြီးတော့ရှင်းပြတော့မှာဖြစ်တယ်ရည်ရွယ်ချက်ကတော့ကိုဖင်ခုထိုင်ထားတဲ့ပတ်စံတွေကဘယ်ရောက်သွားမှာလဲဘာဖြစ်နေပြီလဲကျွန်တော်တို့တွေသိချင်ကြတယ်မြင်ချင်ကြတယ်အဲ့တော့ကျွန်တော်တို့တွေသူများရဲ့ life insurance account ကိုတွားပြီးတော့လေ့လာကြမှာဖြစ်တယ် life insurance ထဲမှာထည့်ထားတဲ့ပတ်စံတွေရဲ့အခြေအနေကိုကျွန်တော်တို့အသေးစိတ် statement ထုတ်ကြည့်လို့ရတယ်ဘန် application လိုမျိုး company ရဲ့ application ကနေတဆင့်လဲကိုငွေဘယ်လောက်တိုးပွားနေပြီလဲဆိုတာကိုကြည့်လို့ရတယ်ဆိုတော့အဲ့တော့စလိုက်ရအောင်ကျွန်တော်အဲ့ဒါတွေမပြောခင်မှာကျွန်တော်အခုပြမဲ့ life insurance အမျိုးအစားအကြောင်းကိုအရင်ပြောပြမယ်အဲ့ဒါကဒီ Index Universal Life လို့ခေါ်တယ်အဲ့ဒီ life insurance အမျိုးအစားကထွက်ခဲ့သမျှ life insurance တွေထဲမှာကျွန်တော်တို့ whole life တွေကြားဖို့လိမ့်မယ်ဆိုတော့ဒီပုံစံဒီ design ကနောက်ဆုံး update ထွက်ထားတဲ့ life insurance အမျိုးအစားဖြစ်တယ်ဆိုတော့ဒါကိုရှင်းပြရမယ်ဆိုလို့ရှိရင်အရှိဆုံးမှာ index ဆိုတာကိုယ့်ရဲ့ဒါရင်းနှီးမြှုပ်နှံတဲ့ငွေစုတဲ့အကောင့်က index နဲ့ချိတ်ဆက်ထားတာဖြစ်တယ် index ကိုနားလည်လွယ်အောင်ပြောရမယ်ဆိုလို့ရှိရင်ဒါတော်တော်များများသိကြတဲ့ S&P 500နဲ့ဥပမာပေးလို့ရတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီ American မှာရှိတဲ့အကြီးဆုံး company 900 top company 900ရဲ့ဘဏ္ဍာရေးခြေနေညွှန်းကိန်းပေါ့သူတို့ company ကြီးတွေတိုးတက်တယ်ဆိုလို့ရှိရင်သူတို့ဒီတစ်နှစ်စာအတွက်ကိုဘယ်လောက်တိုးတက်လဲအဲ့တိုးတက်တဲ့ percentage ကဒါ index ရဲ့ညွှန်းကိန်းပဲအဲ့ဒီ company ကြီးတွေဒါသူတို့ဘဏ္ဍာရေးခြေနေတွေမကောင်းဘူးဒါတန်ဖိုးတွေကျတယ်ဆိုလို့ရှိရင်အဲ့ index ညွှန်းကိန်းရလဲကျတယ်အဲ့ဒီပုံမှာမူတည်ပြီးတော့ကိုယ့်ရဲ့ life insurance မှာထည့်ထားတဲ့ပတ်စံကအဲ့ဒီ index ပေါ်မှာမူတည်ပြီးတော့အတိုးရတာဆိုတော့ဥပမာ index ကတိုးတဲ့ချိန်မှာကိုပတ်စံကလိုက်တိုးမယ် 7% 8% ဒါပေမဲ့အဲ့ဒီ index ကကျသွားတယ်ဒါပေမဲ့ကိုပတ်စံကမကျသွားဘူးတချို့ life insurance တွေမှာဆိုလို့ရှိရင် minimum အနည်းဆုံး 1% တော့အတိုးပေးတယ်ဆိုတာမျိုးရှိတယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ဒီ Tesla တို့ Apple တို့ Google တို့မှာ stock ဝယ်ထားမယ်ဆိုလို့ရှိရင်ဟုတ်တယ်သူတို့ company တွေတန်ဖိုးလိုက်တဲ့ချိန်မှာကို account ဒီ stock ရဲ့ပတ်စံကလိုက်တိုးမယ်ဒါပေမဲ့သူတို့တွေ company ကတန်ဖိုးတွေကျတဲ့ချိန်မှာကိုပတ်စံကလည်းကျသွားမယ်ကိုပတ်စံတသိန်းထည့်ထားတယ်ဆိုလို့ရှိရင်တော့မှဟုတ်တယ်တသိန်း1000 1000 2000တိုးသွားနိုင်တယ်လို့9,000နဲ့8,000နဲ့လည်းဖြစ်သွားနိုင်တယ်ဒါပေမဲ့ဒီ life insurance မှာအဲ့လိုမျိုးမဖြစ်ဘူးအတိုးပဲရှိတယ်အကျဆိုတာမရှိဆိုတော့နောက်တစ်ခု universal ဆိုတာဘယ်လိုမျိုးလဲ universal ဆိုတာ flexible premium ပြောရမယ်ဆိုရင်ကျွန်တော်တို့ car insurance တွေဝယ်တယ်ကျန်းမာရေး insurance တွေဝယ်တယ်ပေးရမယ်တစ်လကို150 200 300တစ်လကိုပေးရမယ်ငါဒီလအဆင်မပြေလို့ငါ100လောက်ပဲသွင်းမယ်50လောက်ပဲသွင်းမယ်အဲ့လိုမျိုးမရအောင် premium မပေးရလား coverage မဖြစ်တဲ့လားပဲကျမရဲ့အမခံမှာဆိုလဲအဲ့လိုပဲ200ပေးရမယ်ဆိုရင်200ကလာတိုင်းပေးကိုပေးရမှာရော့ပေးလို့မရဘူးတိုးပေးလို့လည်းမလိုဘူးဒီမှာကျတော့ universal ဖြစ်တဲ့အတွက်ကြောင့် flexible ဖြစ်တယ်ဒီတစ်လမှာအချိန်ပိုတွေလည်းရတယ်ငွေပုံငွေရှန်လေးတွေလည်းရှိတယ်အဲ့တော့ပုံမှန်သွင်းနေတဲ့ premium ကြီးထက်100လောက်လေးပို့စုမယ်200လောက်လေးပို့စုမယ်စုလို့ရတယ်အဲ့လိုမှမဟုတ်ဘူးဒီတစ်လကတော့ company ကအခြေအနေမကောင်းဘူးနိုင်40မပြည့်ဘူး50လောက်ရော့ပြီးပေးမယ်100လောက်ရော့ပြီးပေးမယ်သူသတ်မှတ်ထားတဲ့အနိုင်ဆုံးပမာဏတစ်ခုရှိတယ်အဲ့လိုရော့ပြီးတော့ပေးလို့ရတယ် flexible ဖြစ်တယ်တခါတလေကိုယ့်ရဲ့ဒီ policy ထဲမှာငွေအလုံလောက်စုထားတာမျိုးရှိတယ်ဆိုရင်အဲ့တစ်လအတွက်မပေးလို့တော့ရတယ်
ဆိုတော့အဲ့ဒါကြောင့် universal လို့ခေါ်တယ်အဲ့တော့ index universal life ကတော့ life insurance ပေါ့နော်ဆိုတော့ကျွန်တော်အတူကောင်းနေတဲ့ IUL လို့ခေါ်တယ်တော်တော်လေးနာမည်ကြီးတယ်ဆိုတော့ဒီနေ့မှာဒီဗီဒီယိုမှာအဲ့ဒီ IUL policy နှစ်ခုကိုကျွန်တော်ဥပမာနဲ့ပေးပြီးတော့တကယ် policy အစစ်နှစ်ခုကိုပြသွားမှာဖြစ်တယ်ဆိုတော့ okay ဒီမှာဆိုလို့ရှိရင် policy statement တစ်နှစ်စာထုတ်ထားတာဖြစ်တယ် statement ဘယ်ရစလဲဆိုတော့ February 2024 ရနေပြီးတော့ February 2025 ထိ statement ကာလကိုထုတ်ထားတာဖြစ်တယ်သူကအသက်က19နှစ်ဒါဆိုလို့ရှိရင်မိဘကကိုသမီးအတွက်ကိုသမီးအတွက်အရွယ်ရောက်လာလို့ရှိရင် college တွေရှိမယ်သူ့ရဲ့ဘဝအတွက်ရှိမယ်သူကလေးရဲ့မိသားစုနောင်ရေးအတွက်ဆိုပြီးတော့ကြိုတင်ပြင်ဆင်ထားတဲ့အကောင့် gender female risk class မှာ prefer elite ကျွန်တော်တို့ဒါ select မတောက်တဲ့ဟာပေါ့နော်အကောင်းဆုံးဈေးသက်သာဆုံး class ဖြစ်တယ်ဆိုရင် face amountကဒါ2သိန်းခွဲ face amount ဆိုတာဘာလဲဆိုတော့2သိန်းခွဲတန် policy ကိုဝယ်ထားတာအဲ့ဒါကြောင့်မလို့ face amount 2သိန်းခွဲပြီးရင်ဒီမှာကြည့်မယ်ဆိုရင် debt benefit option မှာ level သူကအသက်ငယ်သေးတယ်အသက်ငယ်သေးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီ debt benefit ကအရင်အရေးမကြီးဘူးသူတည်သွားရင်သူ့ရဲ့အမျိုးသားသူ့သားသမီးအတွက်ကိုဒီ debt benefit အကြောင်းကိုစဉ်းစားစရာမလိုသေးဘူးနောက်ပိုင်းမှာပြောင်းလိုက်လို့ရတယ်အဓိကကျွန်တော်တို့ထည့်လိုက်တဲ့ပတ်စံကတိုးပွားမဲ့အကောင့်ထဲမှာပို့ပြီးတော့တိုးပွားဖို့အတွက်ကိုအာရုံစိုက်ဖို့အရေးကြီးတယ်ဒီအသက်အရွယ်မှာအဲ့ဒါကြောင့်မလို့ debt benefit option က level ဖြစ်တယ်ဒီ2သိန်းခွဲက2သိန်းခွဲပဲပေါ့နော်ဒီမှာသူ့ရဲ့ပတ်စံတွေကိုဘယ်ထဲမှာသွားထည့်မှာလဲဆိုတော့ဒီ index account လို့ခေါ်တဲ့ထဲမှာသူ100ရာခိုင်နှုန်းထည့်ပြီးတော့စုမယ်လောလောဆယ်လက်ရှိသူ့ရဲ့ account value ထဲမှာဘယ်လောက်ရှိလဲဆိုတော့$2800ကျော်ရှိတယ်ဒါခုနက2သိန်းခွဲတန် policy ကဒါသူတည်သွားမှရမှာအဲ့2သိန်းခွဲอ่ะအဲ့တော့သူပတ်စံတွေတောက်လျှောက်သွင်းလာလိုက်တာဒါအခုလောလောဆယ်လက်ရှိသူ့ account ထဲမှာ$2000ကျော်ဖြစ်နေတယ်ပြီးရင် average rate က 6.79% ဆိုတော့ 7% နီးပါးဒီ account ထဲကနေပြီးတော့တိုးရတယ်ပြန်မျှပေါ့နော်ဆိုတော့ okay ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီဘက်ဘယ်အချမ်းကိုအရင်ကြည့်မယ်ဆိုတော့ဘယ်အချမ်းမှာဒါသူ့ရဲ့ account value ကိုတစ်နှစ်စာအတွက်ကိုထုတ်ပြထားတာအဲ့တော့ဒီ statement ရဲ့အစမှာသူ့ပတ်စံက$18,999ရှိတယ် period အဆုံးမှာဒီ statement ရဲ့အဆုံးကာလရောက်တဲ့ချိန်မှာသူ့ပတ်စံက$21,000နီးပါးလောက်ဖြစ်သွားတယ်အဲ့တော့သူဒီမှာ premium ကိုသူဘယ်လောက်ပေးထားလဲအဲ့တစ်နှစ်စာအတွက်ကိုသူဒီမှာ$1,200သူပေးထားတယ်တစ်လကို100နှုန်းနဲ့$1,200ပေးထားတယ်အဲ့ဒီကနေပြီးတော့အတိုးရတာကဘယ်လောက်ရတာလဲဒီမှာ interest ကနေပြီးတော့$1,100နီးပါးအတိုးရတယ်တခြား interest ကနေပြီးတော့200နီးပါးရတယ်အဲ့တော့သူထည့်တာ$1,200ထည့်တယ်သူပြန်ပြီးတော့အတိုးရတဲ့ဟာက$1,300နီးပါးလောက်ရှိတယ် okay အဲ့တော့သူဘယ်လောက်ပေးရမလဲအဲ့တော့ premium အတွက်ကိုပေးရတဲ့ဟာ certificate ဒီခွင်းစာခွင်းပိတ်လေးနဲ့လောက်ထားတဲ့ဟာသူဒီ policy J အတွက်ပေးရတဲ့ဟာ200ကျော်ရှိမယ်212ကျပ်ရှိမယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင် तू interest ကနေ तू အတိုးရတာ$1,300နီးပါးအတိုးရတယ်။ तू ပြန်ပေးရတာက210နီးပါးပဲရှိတယ်။အဲ့တော့ပြောရမယ်ဆိုရင် तू ကဒီ policy ကိုအလကားလုံးဝရတဲ့သဘောပဲ။ဘာလို့လဲဆိုအတိုးနှုန်းနဲ့ရပဲပြန်ပြီးတော့ policy ကြီးကပြန်ဖြတ်သွားတာဖြစ်တဲ့အတွက်ကြောင့်ဒီ policy ကို तू ပတ်စံက तू လာစဉ်သွင်းတဲ့100သူ့ရဲ့ဒီတိုးပွားနေတဲ့ index account တွေကိုပဲတီးတန့်ဝင်သွားတာအဲ့ရနေပြန်ရတဲ့အတိုးနှုန်းကပဲသူ့ policy ကြီးကိုပြန်ကြေသွားတာအဲ့တော့ငချင်းစီနဲ့ငချင်းပြန်ကြော်လိုက်တယ်လို့ပဲသူပတ်စံတစ်ပြားမှဒီ policy ကြီးသွင်းရတာမျိုးမရှိဘူးအဲ့တော့ဒီဘက်မှာကြည့်မယ်ဆိုလို့ရှိရင် certificate loan and surrender value index account ထဲမှာ$2,850ရှိတယ်အဲ့ဒါကဒီ net of loan ဆိုတာကအခုချိန်မှာသူက college တက်ချင်တယ်တင်တန်းတက်ချင်တယ်ကားဝယ်ချင်တယ်ဒီ policy တွေကနေပြီးတော့သူ$2,000ကျော်ထုတ်သုံးလို့ရတယ် loan အနေနဲ့ထုတ်ချီးလို့ရတယ် okay ဘာဖြစ်လို့ loan အနေနဲ့ထုတ်ချီးရလဲကိုပတ်စံကို loan အနေနဲ့ထုတ်မချီးဘူးဆိုလို့ရှိရင်အဲ့တိုးထားတဲ့ပတ်စံ income tax အနေနဲ့စောင်းအောင်ပါအကျွေးဆိုရင် tax ဆောင်စရာမလိုအဲ့တော့ tax rate ကိုဘယ်လောက်လဲဆိုတာကိုကျွန်တော်နောက်ထပ် policy တစ်ခုမှာကျွန်တော်ပြမယ်ဒီ account ကတော့သူဒီပတ်စံကိုသူထုတ်မချီးထားဘူးပေါ့နော်နောက်ထပ် account တစ်ခုမှာကို policy တွေကနေကိုထုတ်ချီးထားတာရှိရဘယ်လောက်အတိုးနှုန်းလဲဆိုတာကိုနောက် policy တစ်ခုမှမြင်ရလိမ့်မယ်ဒီမှာနောက်အောက်ဆုံးမှာရေးထားတဲ့ cash surrender value အခုချိန်မှာဒီ policy ကြီးကို तू မလိုချင်တော့ဘူးပတ်စံနဲ့ထပ်မသွင်းချင်တော့ဘူးငါပတ်စံကိုပြန်ပေးဆိုလို့ရှိရင်သူ့အနေနဲ့ဒီ$2,855ကို तू ပြန်ရပြီးတော့ဒီ policy ကိုအပြီးဖြတ်သိမ်းလိုက်လို့ရတယ်ကိုပတ်စံမဆုံးရှုံးတော့ဘူးပေါ့နော် okay ဒီမှာဒါကတော့ breakdown ကြည့်မယ်ဟိုဒီတိုင်းကြည့်လိုက်ရင်တော့တော်တော်လေးရှုပ်နေလိမ့်မယ်ဆိုတော့ဒီမှာပြမယ်ဆိုလို့ရှိရင်
ဒီမှာ March လမှာ100 April မှာ100နဲ့100စီလာတိုင်းသူသွင်းသွားတယ် gross premium 1200စုစုပေါင်းသူပတ်စံသူသွင်းထားတယ် premium အနေနဲ့ဒီမှာခွင်းစခွင်းပိတ်လေးတွေကကြတော့ဒါသူပြန်ပြီးတော့ policy ဂျေးအတွက်ပြန်ပေးရတဲ့ဟာဒီမှာ 2.5 ပေးရတယ်ဒီမှာတစ်လကို15ကျပ်နီးပါးပေးရတယ်သူကအသက်16နှစ်ပဲရှိသေးတာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ policy ကအရင်နေတယ်အဲ့အတွက်ကြောင့်သူကတစ်လကို15ကျပ်လောက်ပဲသူကပေးရတာအဲ့တော့စုစုပေါင်းဒီမှာ 2.5 ဆိုတာကတော့ကျွန်တော်တို့စာရစာတမ်းဂျေးတွေဒီ management ဂျေးတွေဒီလိုမျိုး statement တွေထုတ်ပေးရတယ် calculation တွေလုပ်ပေးရတယ်ကျွန်တော်တို့ဝန်ထမ်းတွေအလုပ်လုပ်ဖို့တွေပါတယ်ညာတွေအတွက်ကိုသူတို့ကဟိုဖြစ်တယ်ဒီဘက်15ကျပ်ကကျတော့သူ့အသက်ပေါ်မှာမူတည်ပြီးတော့ life insurance ကိုပေးရတဲ့ဟာမျိုးပေါ့နော်အဲ့တော့ total အနေနဲ့တစ်နှစ်လုံးစာအတွက်ကိုဒီမှာ182 30စုစုပေါင်း210ကျော်တော့သူပေးရတယ်အဲ့တော့သူလစဉ်တွင်းခဲ့တာတစ်နှစ်မှာ1200 total ရှိတယ်အဲ့ဟာတွေကိုသူပြန်ပေးရတဲ့ဟာက200ကျော်ပြန်ပေးရတယ် index မှာအတိုးရတဲ့ဟာ1000ကျော်ရှိတယ်တခြားနေပြီးတော့ interest ထပ်ရတဲ့ဟာ200ရှိတယ်1200ရှိတယ်သူသွင်းရတာ200ပဲခုနကကျွန်တော်ပြောခဲ့သလိုမျိုးသူရတာ1200ကျော်သူ policy ကြေးပြန်ပေးရတာ200ကျော်ဆိုတော့သူသွင်းထားတဲ့ဒီ1200ကမလျော့သွားဘူးအတိုးတွေကနေပဲပြန်ပေးလိုက်ရတယ်လို့ပဲအဲ့တော့စုစုပေါင်းဖြစ်တဲ့ချိန်မှာစတဲ့ချိန်မှာ18000ကျော်ကနေပြီးတော့ဒီတစ်နှစ်ပြည့်သွားတဲ့ချိန်မှာ statement ဆုံးသွားတဲ့ချိန်မှာ2100နီးပါးလောက်သူအကောင့်ထဲမှာဖြစ်သွားတယ်။ Okay နောက်ထပ် policy တစ်ခုကြည့်လိုက်အောင်ဒါကြတော့အသက်34နှစ်ဒီမှာသူ statement ကဘယ်ကစလဲဆိုတော့ November 2024ကနေပြီးတော့ November 2025တစ်နှစ်စာ statement ပေါ့နော်ဆိုတော့ issue age အသက်34နှစ်အမျိုးသမီးဖြစ်တယ်ဒါမိခင်ဖြစ်ရင်ဖြစ်မှာပေါ့နော်ဆိုတော့ prefer elite စလိမ့်မတော့ဘူးအကောင်းဆုံးအနေနဲ့သူကြတော့အိမ်အောင်ရှင်မဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့် death benefit ကအရေးကြီးသွားတယ်သူအကယ်မတော်လို့ဆုံးပါသွားလို့ရှိရင်သူ့အမျိုးသားဒါမှမဟုတ်လို့ရှိရင်သားသမီးကကြံခဲ့မဲ့ပတ်စံပမာဏများနေဖို့လိုတယ်အဲ့အတွက်ကြောင့် death benefit option မှာ increasing face amount 9သိန်း face amount ဆိုတာကိုက9သိန်းတန် policy ကိုဝယ်ထားတာလို့ဆိုလိုတာဖြစ်တယ်လက်ရှိမှာသူ့ရဲ့ death benefit ကဘယ်လောက်ဖြစ်နေပြီလဲသူအခုတည်သွားမယ်ဆိုလို့ရှိရင်6သိန်းနဲ့3000နီးပါးရှိတယ်ဆိုလိုတဲ့သဘောကသူ့ရဲ့ဒီ index account ထဲမှာ33000တိုးပွားနေတာသူ premium ကြီးတွေတွင်းထားတာရှိမယ်တိုးပွားနေတာရှိမယ်အဲ့ဒါတွေစုစုပေါင်း33000နီးပါးလောက်ရှိတယ် death benefit 9သိန်းနဲ့ပေါင်းလိုက်တဲ့အခါမှာ6သိန်းနဲ့3000ဖြစ်သွားတဲ့သဘောအဲ့ဒါကို increasing လို့ခေါ်တယ်ခုနအရှိက19နှစ်ကောင်မလေးက2သိန်းခွဲဆိုတာက तू က2သိန်းခွဲတဲ့ policy तू တည်သွားခဲ့ရင်2သိန်းခွဲဒါပဲသူ့ရဲ့ဟိုဟာတွေကဒါထပ်မပေါအောင်ပေါ့နော်ဒီမှာကြတော့အသက်34နှစ်ဖြစ်သွားပြီဆိုတဲ့အတွက်ကြောင့်မိသားစုတွေဖြစ်လာပြီဒီသူ့ရဲ့ death benefit ကကိုယ့်မိသားစုမှာကြံခဲ့ဖို့အတွက်အရေးကြီးတဲ့ချိန်ဖြစ်လာပြီ okay ဒီမှာ net death benefit 6000နဲ့9000ပဲရှိတယ်ဘယ်လိုဖြစ်တာလဲ2000ပဲရောက်သွားလဲ तू ထုတ်သုံးထားလို့သူထုတ်ပြီးတော့လုံးဖြစ်နေထုတ်ချီးထားလို့2000ကျော်သူထုတ်ချီးထားလို့အကယ်၍အခုချိန်မှာသူတည်သွားမယ်ဆိုရှင်ထုတ်ချီးထားတဲ့ပတ်စံကိုနှုတ်ပြီးတော့ကျန်တဲ့6000နဲ့9000ကို death benefit အနေနဲ့ရမှာဖြစ်တယ်ဆက်ကြည့်လိုက်ရအောင်ဒီမှာသူ့ရဲ့ပတ်စံတွေကိုဒီ equity index လို့ခေါ်တဲ့အထဲမှာသူ100%ထည့်ပြီးတော့ရင်းနှီးမြှုပ်နှံထားတယ်လက်ရှိသူ့ရဲ့ account ထဲမှာဘယ်လောက်ဖြစ်နေလဲဆိုတော့3သိန်းနဲ့9000ရှိတယ်လုံးထုတ်ချီးထားတာ2000နဲ့2000သူထုတ်ချီးထားတယ်ဆိုတော့စုစုပေါင်းပေါင်းလိုက်မယ်ဆိုရင်33000ဒီပါသူ့မှာတိုးပွားနေတယ်။ Okay ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်ဒီအပေါ်က rider တွေ benefit တွေအကြောင်းကျွန်တော်နောက်ထပ် video တစ်ခုအနေနဲ့ကျွန်တော်ရှင်းပြမယ်။ဒီမှာတော့မရှင်းပြသေးဘူး။ဆိုတော့ဒီမှာဆိုလို့ရှိရင် policy အစမှာsorry statement အစမှာ November 2024ပေါ့နော်။အဲ့ဒီအစမှာသူပတ်စံက3,89,886 ဒေါ်လာရှိတယ်။ November 2025မှာဘယ်လောက်ဖြစ်သွားလဲဆိုတော့3,3000နီးပါးလောက်ဖြစ်သွားတယ်။ဘယ်လောက်တိုးသွားလဲပေါ့နော်။တွက်ကြည့်ပေါ့။အဲ့တော့စုစုပေါင်း premium ပေးခဲ့တဲ့ပမာဏက4800သူတစ်နှစ်စာ2025မှာသူစုစုပေါင်း premium 4800သူတွင်းပြီးတော့သူစုခဲ့တယ်တစ်လကိုဒေါ်လာ400အဲ့တော့ index ကနေပြီးတော့အတိုးပြန်ရတဲ့ဟာသူအကောင့်ကနေအတိုးပြန်ရတာဒေါ်လာ9900ပြန်ရတယ်တခြားနေပြီးတော့ interest ထက်ရတဲ့ဟာ1500ထက်ရတယ်အဲ့တော့စုစုပေါင်းဘယ်လောက်ဖြစ်မလဲ6000 9000ကျော်9100လောက်ရှိတယ်နော်
9100လောက်အတိုးရတယ်သူပတ်စံတွင်းတဲ့ premium 4800ခဏထားလိုက်အောင်သူပြန်ရတဲ့အတိုးကပဲ9100ရှိတယ်အဲ့တော့သူဒီ policy အသက်34နှစ်အရွယ်အမျိုးသမီးတစ်ယောက်အတွက်ကိုဒီ policy J company ကိုဘယ်လောက်ပေးရလဲ$968ပဲပေးရတယ်သူရထားတဲ့ index ကအတိုးနှုန်းက$9000ကျော်ရတယ်10% ဖြစ်တဲ့$968ပဲ policy J ပေးရတဲ့အတွက်ကြောင့်ဒီ policy ကလည်းသူအလကားရတာဒီ policy ဆက်ပြီးတော့သူဆုံးပါသွားတဲ့အထိကိုရှင်သန်နေဖို့အတွက်ကိုသူ policy ကြီးကိုတကူတကကြီးသူ့အကောင့်သူ့အိတ်ကတ်ထဲကနေမထွက်သွားဘူးသူရတဲ့အတိုးနှုန်းတွေကနေပဲပေးသွားလိုက်ရုံပဲအဲ့တော့ဒီဘက်အချမ်းမှာ policy လုံးဝ surrender value catch surrender value နေရာမှာကြည့်မယ်ဆိုရင်အခုချက်ရှင်လက်ငင်းသူဒီ policy ကိုထပ်မလို့ကျင်တော့ဘူးဆိုလို့ရှိရင်သူ3,900,000နီးပါးကိုထုတ်လိုက်ပြီးတော့ဒီ policy ကိုဖျက်သိမ်းလိုက်လို့ရတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီသူ့ရဲ့ policy value မှာဘယ်လောက်ကျန်သေးလဲဆိုလို့ရှိရင်3,900,000နီးပါးသူကျန်တယ်အဲ့ဒီကနေသူဆက်ပြီးတော့ထုတ်သုံးကျင်လားလုံးနေနဲ့ထုတ်ချင်လား partial surrender လို့ခေါ်တဲ့တစ်စိတ်တစ်ပိုင်းကိုအပြီးထုတ်လိုက်ချင်လားရတယ်သူလက်ရှိမှာ22,000နဲ့100နီးပါးသူလုံးအနေနဲ့ထုတ်ချီးထားတယ်ဆိုတော့ဒီမှာဟိုးအောက်ဆုံးလေးမှာကြည့်မယ်ဆိုရင် minimum monthly no lapse premium ဟုတ်တယ်တစ်လကို400သွင်းပြီးစုတယ်တစ်ခါတလေကြလို့ရှိရင်တစ်လ400သွင်းရတာများတယ်အနေဆုံးအနေနဲ့285အနေနဲ့သွင်းလို့ရတယ်အခုလက်ရှိသူ့အကောင့်ထဲမှာ$3,000ကျော်တောင်ရှိနေပြီဆိုတဲ့အတွက်ကြောင့်သူတချို့လတွေမှာ policy ဒီ premium ကိုမပေးရင်တော့မှဒီ policy ကဆက်ပြီးတော့ရှင်သန်နေဦးမှာသူရတဲ့အတိုးနှုန်းနေနဲ့တယ်ဒီ policy ကိုထပ်ပြီးတော့ဒီ premium ကြီးထပ်ပေးစီရတော့မလိုတော့ဆက်ပြီးတော့တိုးွားနေမှာဖြစ်တယ်အဲ့တော့ဒီမှာပြန်ပြီးတော့ကြည့်မယ်ဆိုဒီတိုင်းကြည့်ရင်တော့မျက်စိတွေလျှော့လိမ့်မယ်အဲ့မှာဒီ December ကနေပြီးတော့ November အထိကိုဒီမှာ premium ကြီးတစ်လောက်400နဲ့တောက်လျှောက်ပေးသွားတာtotal 4,800ပေးသွားတယ် monthly deduction စုစုပေါင်းဒီမှာ$63ခွဲအသက်34နှစ်ဖြစ်တဲ့အတွက်ကြောင့်အသက်19နှစ်လိုမျိုးတော့ဈေးတက်နဲ့ရမှာမဟုတ်ဘူးသူထိုက်တဲ့ပမာဏတစ်ခု19နှစ်တက်ဆိုင်ပို့ပေးရတာမျိုးရှိမယ်ပြီးရင်ခုနကပြောတဲ့စာရစာတမ်းကြီးတွေ management ကြီးတွေဒီဝန်ထမ်းစရိတ်တွေပါတယ်ညာတွေအတွက်ကိုပေးရတာမျိုးရှိမယ် total အလုံးပေါင်း$968ပေးရတယ်ဒီမှာ index ကနေပြီးစုစုပေါင်းရတဲ့အတိုးနှုန်းတွေဒီမှာတကြောင်ချင်းစီဘယ်လမှာဘယ်လောက်ရတယ်ဘယ်လမှာဘယ်လောက်ရတယ်ဘယ်လမှာဘယ်လောက်ရတယ်ဆိုတာမျိုး breakdown လုပ်ပြထားတယ်စုစုပေါင်း$9,900အတိုးရတယ်ဒီဘက်မှာ other interest လို့ခေါ်တဲ့နေရာနေပြီးတော့ဒီမှာ$1,500ရတယ်စုစုပေါင်း$9,100နီးပါးလောက်ရတယ်အဲ့ဒီမှာသူ့ရဲ့ပတ်စံ statement ဆုံးသွားတဲ့အချိန်မှာ$3,300ဖြစ်သွားတယ်ဒီမှာကိုပတ်စံထဲမှာဒီ stock market ဈေးကျလို့ဆိုပြီးတော့ယော့သွားတဲ့ဟာမျိုး minus ဖြစ်သွားတဲ့ဟာမျိုးဒီ RUL အကောင့်ထဲမှာမြင်ရမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ stock market ကြီးကဇောက်ထိုးမိုးမြော်ဖြစ်သွားတယ်ဆိုရင်တော့မှသူ့ရဲ့ဟာကအနည်းဆုံး minimum 1% အတိုးကတော့ရနေမှာဖြစ်တယ် stock market ဖြစ်တဲ့အချိန်မှာကိုကစိတ်အေးနဲ့နေလို့ရတယ် okay ဒါကတော့ကိုကဘလောက်ပေးနေရတာလဲကို policy ကိုကိုဘလောက်ပေးနေရတာလဲငါပတ်စံတွေဘလောက်တောင်ပေးနေရတာလဲတေချာကြည့်ချင်တယ်ကြည့်လို့ရတယ်ဒီမှာသူ့အသက်အပေါ်မှာမူတည်ပြီးတော့ insurance ရဲ့ကုန်ကျစရိတ်ကတစ်လောက်ကို$60လောက်ပေးရတယ် policy fees လို့ပြီးတော့ခုနကဒီဝန်ထမ်းစရိတ်တွေအတွက်ကိုဒီက$4တစ်လောက်ပေးရတယ်အဲ့တော့ total 919နဲ့ဒီမှာ total $48အလုံးပေါင်း$968 total ပေးရတယ်ဒါပြန်ပြီးတော့ breakdown ပြန်ကြည့်လို့ရတယ်ပေါ့နော်ဘယ်နေရာတွေမှာဘာတွေပေးရလဲဘယ်လမှာဘယ်လောက်တိုးသွားတာလဲဘယ်လောက် percentage နေနဲ့တိုးသွားတာလဲပြီးတော့သူတို့ပြောတဲ့ index ကတကယ်အပြင်ကလက်ရှိ index ကျွန်တော်တို့ Google မှာရှာပြီးတော့ index တွေနဲ့ကိုက်ကြည့်လို့ရတယ်ဒါသူတို့ဒါ company ရဲ့နောက်ွယ်မှာအကြံဖန်တွေလောက်လားမလောက်လားအဲ့လိုမျိုးတွေလုပ်လို့ရှိရင်လည်းဒီလို company ကြီးတွေကရက်တည်လို့ရမှာမဟုတ်ဘူးဆိုတော့ okay ဒီမှာအရင်စိတ်ဝင်စားဖို့ကောင်းတဲ့ loan နဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့နော်အဲ့တော့ပြောချင်တာ life insurance ဆိုတာကတည်သွားမှထုတ်သုံးလို့ရတာမဟုတ်ဘူးမတည်ခင်ကလည်းအကျိုးရှိနဲ့အသုံးပြုလို့ရတယ်ဆိုတော့ okay သူကဒီမှာဘယ်လောက်ထုတ်ချီးထားလဲဆိုလို့ရှိရင်$21,645ထုတ်ချီးထားတယ်အဲ့တော့ဒီမှာ interest အနေနဲ့အတိုးပေးရတဲ့ဟာဟုတ်တယ်လုံးဆိုတော့အတိုးပေးရမှာ$433အတိုးပေးရတယ်အဲ့တော့စုစုပေါင်းက22,000ဖြစ်သွားတယ်ဆိုတော့ तू ကဒီလုံးအတွက်အတိုးနှုန်းကို तू ကလုံးထဲမှာပဲပြန်ပြီးတော့ပြန်တိုးကောက်လိုက်ပြန်ပြီးတော့စရင်တော့ပေါင်းလိုက်တယ်ဆိုတော့သဘောပေါ့ကိုကအဲ့အတွက်ကိုတီးတိုင်ကိုကလစဉ် premium ကြေးက400ပေးနေရလေနော်
ဆိုတော့ဒါကို loan statement 2000ဖြစ်သွားအဲ့တော့ तू ကဘလောက် percentage ပေါ်မှာမူတည်ပြီးအတိုးတွက်တာလဲဆိုတာပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် annual interest rate on loan amount ကြည့်လိုက်မယ် 2.75% 3% ပဲရှိတယ် inflation rate နှုန်းပဲရှိတယ် तू ပေးရတဲ့အတိုးကကျွန်တော်တို့ဒီ9%နဲ့ကနေကိုပြန်ချိသုံးတာအဲ့တော့ပြန်တွက်ကြည့်ရမယ်ဆိုလို့ရှိရင်အကယ် stock market တစ်ခုမှာယင်းနှိမ့်မြုံနှံထားလို့ကိုကပြန်သုံးကျင်တယ်ဆိုအနည်းဆုံး 10% လောက်ကကျွန်တော် income tax အနေနဲ့ပေးရမှာဟုတ်ပါနော်ဆိုတော့ဒီ2000ကျော်က तू ကားဝယ်ခြင်းလို့လည်းဖြစ်မယ် तू business တစ်ခုစခြင်းလို့ဆူရှီဆိုင်တစ်ခုဝယ်ခြင်းလို့လည်းဖြစ်မယ်ဒါမှမဟုတ်သူ့သမီးအတွက်ကို college ရေးအတွက်ဒီ2000ကျော်မျိုးထုတ်တာမျိုးလည်းဖြစ်နိုင်တယ်ဆိုတော့ तू ပေးရမယ့်အတိုးနှုန်းက 3.75% အဲ့တော့ကိုယ့်ရဲ့ policy တွေကနေပြီးတော့ကိုပြန်ချီးမလားကားဝယ်မယ်ဆိုလို့ရှိရင်အနည်းဆုံး 7%, 8%, 9%, 10%, 15% အဲ့လိုမျိုးတွေပေးရမယ် student loan ဆိုလို့ရှိရင် undergrad ကနေပြီးတော့စပြီးတော့ 6% လောက်ပေးရပြီးတော့ professional ထိဆိုလို့ရှိရင် 9% လောက်ဒီ student loan အတိုးရှိတယ်အဲ့တော့ဘယ်ကနေပြီးတော့ပတ်စံထုတ်ပြီးတော့သုံးရမလဲအဲ့တော့ကိုကဟိုအရင်တည်းကနေပြီးတော့ life insurance ထဲမှာပတ်စံတွေကိုစုထားမယ် 7% average နှုန်းနဲ့ 9% တွေကပွားပြီးတော့အချိန်ကာလတစ်ခုရောက်တဲ့အချိန်မှာကိုလစဉ်ပေးရတဲ့ premium ကြေးတောင်မှပေးစရာမလိုပဲနဲ့အဲ့အတိုးတွေကနေပြီးတော့ငချင်းစီနဲ့ငချင်းပြန်ကြောသလိုမျိုးပြန်ကြေသွားပြီးတော့တိုးပွားလာတဲ့ပတ်စံတွေကိုလည်းအခွန်တပြားမှပေးစရာမလိုပဲလုံးဖြစ်နဲ့ထုတ်ချီးပြီးတော့စီးပွားရေးလုပ်မလားလိုချင်တာတွေဝယ်မလားကလေးကြောင်းထားမလားကျန်တဲ့လိုအပ်တဲ့နေရာတွေမှာသုံးမလားသုံးလို့ရတယ်ဆိုတော့ key takeaway အနေနဲ့ဆိုလို့ရှိရင် life insurance ဆိုတာကတော့ဒါအသက်ငယ်လေဈေးသက်တာလေတက်ကြီးလေဈေးကြီးလေပြီးတော့ကိုပတ်စံတွေက index ပေါ်မှာမူတည်ပြီးတော့ပတ်စံတိုးပွားသွားတယ်နောက်ထပ်နံပါတ်3ချက်ကကြတော့ဒါကိုကသေမထုတ်လို့ရတာမဟုတ်ဘူးလုံးတမမဟုတ် surrender အနေနဲ့ထုတ်သုံးလို့ရတယ်ပြီးရင် living benefit လို့ခေါ်တဲ့ကိုကျန်းမာရေးမကောင်းဖြစ်တဲ့အချိန်မှာလေဒီပတ်စံ insurance death benefit ကြီးတွေကနေပြီးတော့ဥပမာ9သိန်းတန် policy ဝယ်ထားရဆိုရှင်အဲ့9သိန်းနဲ့ကနေပြီးတော့ကိုကျန်းမာရေးမကောင်းတဲ့အတွက်ကြောင့်ကိုအဲ့ရထဲမှာလဲနေတဲ့အတွက်ကြောင့်ပတ်စံထုတ်ပေးတာမျိုးတွေနဲ့သုံးလို့ရတယ်ဆိုတော့ဒီလောက်ဆိုလို့ရှိရင်တကယ် policy အစစ်နှစ်ခုနဲ့ life insurance အကြောင်းကိုနည်းနည်းလေးပို့ပြီးတော့ပြီးခဲ့တဲ့ video ကထပ်ဆိုင်ပို့ပြီးတော့မြင်သွားမယ်ရှင်းသွားမယ်လို့ယုံကြည်ပါတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်ပေးထားမယ်ကျွန်တော်စီကိုဆက်သွယ်လို့ရပါတယ်ဆိုတော့နောက်ထပ် video မှာကျွန်တော် annuity ရဲ့တကယ် policy စာချုပ်အစစ်ဥပမာတွေနဲ့ပတ်သက်ပြီးတော့ video အနေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်နောက်ထပ် video မှာတွေ့ကြမယ်